အားလုံးပဲမင်္ဂလာပါရှင်မြိတ်သူလေးဟမ်မိတ်ချီရောင်းတဲ့ဆိုင်လေးကကျူဆိုပါနော်အခုတစ်ခါမှာတော့မင်းပြတဲ့အဲ့လေးကကြတော့ဒီလိုမျိုးဂျာပန်ပုံစံဘယ်ရှယ်လေးကိုမင်းပြပေးပါမယ်ပေါ့နော်ဒီအဲ့လေးမှာဆိုရင်မင်းကကြတော့ဒီပေါ့နော် cup ဆိုတဲ့တစ်စိတ်ထိုင်းချီ900 gram မီလီနဲ့တုပ်ထားပေါ့နော်လိုအပ်တဲ့ဟာကြတော့ဒီလိုမျိုးချီမှာကြတော့100 gram ပဲလိုအပ်ပါတယ်နော်ဒါမင်းကကြတော့ဒီချီလေးနဲ့ထိုးထားပါတယ်ဒီအချီအစားပေါ့နော်ထိုင်းအဲ့ထိုးချီလက်ဟောင်းအမာပေါ့နော်ဒီဟာ100 gram ကုန်ပါတယ်ချီအားကြတော့ဘယ်ချီနဲ့ထိုး100 gram လိုမှာဖြစ်ပါတယ်မင်းအားကြတော့ဒီထိုင်းချီ crop set ဆိုတဲ့ချီလေးနဲ့ထိုးထားပါတယ်သူကကြတော့900 gram ပါတယ်ပေါ့နော်ဒါလေးကဆိုရင်ဟိုက100 gram လောက်ပဲကုန်ပါတယ်ဒီချီလဲသုံးလို့ရသလိုဒီချီပေါ့နော်5 ply မီတိချီဆိုသုံးလို့ရပါတယ်ချီရဲ့ကုန်ကြတဲ့တန်ဖိုးကကြတော့100 gram ပါနော်ပြီးတော့ဒီအိတ်လေးကုန်ချမ်းမှာတစ်ဆက်စာဝယ်တဲ့သူတိုင်းကိုကြတော့မင်းဒီပလဲလေးတစ်လုံးလက်ဆောင်ပေးပါမယ်နော်ဒီပြီးတော့ဒီဂိုင်းကျိုးလေးထိုးမဲ့ဆိုရင်ဒီလိုမျိုးချိတ်ခေါင်းလေးတစ်ခုလိုပါတယ်ဂိုင်းကျိုးမထိုးချင်ဘူးဆိုရင်ဒီလိုမျိုးပလဲကျိုးလေးနဲ့တန်းလို့လည်းရပါတယ်ဒီလိုပလဲကျိုးမျိုးလည်းဝယ်လို့ရပါတယ်မင်းကကြတော့ဂိုင်းကျိုးလေးနဲ့တက်ပြပေးမှာပါဒီဂိုင်းကျိုးတစ်စုံလိုတယ်ပြီးတော့ဂိုင်းကျိုးလေးချိတ်ချင်တယ်ဆိုရင်ဒီလိုမျိုးလေးဒီခွင်းတစ်စုံလိုပါတယ်ပြီးတော့တန်ချုံနဲ့စီလေးကတစ်ခုပေါ့နော်ချုပ်အပ်လေးကတစ်ချောင်းပြီးတော့ဒီပလဲလေးတစ်လုံးလိုပါတယ်ချီကုန်ချမ်းဝယ်မယ်ဆိုရင်တော့မင်းကကြတော့ပလဲလေးတစ်လုံးနှလုံးလက်ဆောင်ထည့်ပေးပါရနော်ပြီးတော့ဒီဂိုင်းကျိုးမှာလုပ်ဖို့အတွက်ဒီလိုပိုက်လေးလိုပါတယ်ဂိုင်းကျိုးမှာဖို့အတွက်သုံးတဲ့ဂိုင်းကျိုးလေးလိုပါတယ်ပြီးတော့အဆိုင်ကကြတော့3 mm ပါနော်3 mm ပါဒါဆိုရင်ဒီအဲ့လေးကိုဘယ်လိုမျိုးထွေးရမလဲဆိုတာဆက်ပြီးတော့ပြပေးမှာပေါ့နော်ဆိုတော့ဒီ magic ကွင်လေးလုပ်လိုက်ပါမယ် magic ကွင်လေးမှာ chain လေးနှစ်ခုတက်လိုက်ပါမယ်နော်တက်နဲ့နှစ်ခုတက်ပြီးတော့ဒီတိုင်စီဆက်တစ်ခါထိုးပါမယ်နော်တစ်ခါနှစ်ခါ3ခါအဲ့ဆိုရင်တိုင်စီဆက်တစ်ခါထိုးပါမယ်ဆက်တစ်ခါထိုးပြီးတဲ့အခါကျရင် chain နှစ်ခုတက်ထားပါတော့ရေးမယ်ပေါ့နော်1 2 3 4 5 6 8 9 10 11 12ခုရှိတယ်ပေါ့နော်12ခုပြီးသွားတဲ့အခါကျရင်ဒီကျိုးလေးကိုဆွဲလိုက်ပါမယ်တင်းလေးဆွဲမယ်ပေါ့နော်ဆွဲပြီးတဲ့အခါကျရင်ဒီပထမဆုံးဒီမှာမြင်နေရတဲ့ဟာလေးမှာဒီချီပုံနေတဲ့ဟာလေးပါအနောက်မှာထားပြီးတော့တခါတည်းဆက်ကော်လေးဆင်းလိုက်ပါမယ်နော်ပြီးတော့ချိတ်လေးနှစ်ခုတက်ပါမယ်ပြီးတော့ဒီအပေါက်မှာပဲချိတ်လေးနောက်ထပ်တိုင်စီလေးနောက်ထပ်တစ်ခါထပ်ထိုးပါမယ်နော်ဒါဆိုရင်ဒီလိုမျိုးလေးတစ်ခုရပါပြီနောက်ထပ်သူ့ဘေးကအပေါက်မှာပေါ့နော်ဒီလိုမျိုးဘဲလူအုပ်လီတစ်ချမ်းပဲယူမယ်ပေါ့နော်ဖော်မီယာကြဒီတစ်ချမ်းဒီလိုမျိုးတစ်ချမ်းရှိတာကိုဘဲလူအုပ်လီဆိုတာဖော်မီတစ်ချမ်းလေးကိုထိုးတာပေါ့နော်ဒါဆိုရင်ဒီနေရာမှာတိုင်ရှယ်လေးနှစ်တိုင်ထိုးပါမယ်ဒီလိုမျိုးတိုင်ရှည်နှစ်တိုင်ကိုပွားရလို့ခေါ်တာပေါ့နော်တေကေတာနေတဲ့ဆိုရင် V လို့ခေါ်ပါတယ်ဒါဆိုရင်ဒီမျိုးပွားရပေါ့နော်အဲ့ဆိုရင်၄တိုင်အဲ့ဆိုရင်တစ်ဖောက်မှာတိုင်ရှည်လေးတွေနှစ်ခါနဲ့ထိုးသွားတဲ့အခါကျရင်12ပေါင်းမှာဆိုရင်တိုင်ရှည်24ခုရှိရပါမယ်နော်ပြီးရင်မင်းနဲ့ပြန်တွေးပါမယ်ဒါဆိုရင်ဘဲလူအုပ်လေးနဲ့တခြားတိုင်ရှည်လေးတွေတစ်ပေါက်နှစ်ချင်းစီနဲ့ပတ်လဲ24ခုပြီးသွားအောင်ထိုးလိုက်ပါမယ်နော်တိုင်စီလေး24ခုပြီးသွားပြီခါကြရင်ဒီပထမဆုံးဒီဖော်မီမှာဆက်ကော်လေးနဲ့ဒီဘဲလူအုပ်လေးနဲ့ပဲဆက်လိုက်ပါမယ်ပြီးတော့ချိတ်လေးနှစ်ခါတက်ပါမယ်နှစ်ခါတက်ပြီးတော့ဒီအပေါက်မှာပဲဒီတိုင်စီလေးတစ်တိုင်းထပ်ထိုးမယ်ပေါ့နော်ဒါဆိုရင်ဒီပထမပေါက်မှာပွားလိုက်ပြီးနောက်တစ်ပေါက်မှာကျတော့တစ်တိုင်းပဲထိုးပါမယ်အဲဆိုရင်V တစ်ခါ DC တစ်ခါပေါ့နော်အဲဆိုရင်ပွားတစ်ခါပွားမယ်ပြီးတော့နောက်ထပ်ကကြတော့တိုင်စီလေးတစ်ခါအဲ့လိုမျိုးပဲသွားမှာပေါ့နော်မေတို့ကကြတော့ဒီထိုးတဲ့ခါကျရင်အဲ့လိုမျိုးအလွယ်နီးပဲမှတ်သွားပါပေါ့နော်နေတဲ့အဲ့လိုမျိုးမှတ်သွားပါပေါ့နော်ပွားတာကိုကြတော့နှစ်ခါထိုးရဲဆိုတော့နေလို့မှတ်ထားရတယ်ပြီးတော့တစ်ခါပေါ့နော်အဲ့လိုမျိုးဒါဆိုရင်တိုင်စီနှစ်ခါပြီးတော့နောက်တစ်ပေါက်မှာကြတော့တိုင်စီတစ်ခါပေါ့နော်ဒီလိုမျိုးလေးနဲ့နှစ်တင်းနဲ့ပတ်လဲထိုးသွားမယ်ပေါ့နော်ဒီမှာချီစားလေးတိတ်လာပြီးပုံနေတဲ့ဟာလေးကိုလည်းဒီလိုမျိုးလှုပ်ပြီးတော့ညှားလိုက်လို့လည်းရပြီပေါ့နော်ချီစားလေးကိုတိတ်လိုက်ရင်ပို့အဆင်ပြေပါတယ်အဲဆိုရင်ဒီမှာနှစ်နောက်ထပ်တစ်ခုကကြတော့တဲ့ပေါ့နော်အဲ့လိုမျိုးလေးနှစ်
ဒါဆိုရင်ပတ်ပတ်လည်းထိုးသွားမယ်ပေါ့နော်ဒီမှာထိုးလာတာနောက်ဆုံးပါရောက်တဲ့ခါကျရင်ဒီမှာဒီ value အုပ်လေးနဲ့ဆက်ကော်လေးဆစ်လိုက်ပါမယ်เนาะပြီးတော့ဒီလိုမျိုးတစ်ခုဆေးလိုက်ခုဆိုရင်နောက်တဒန်းတင်မယ်ဆိုရင်ချိန်တစ်ခါတင်မယ်ဒီအပေါက်မှာပဲအမေတို့ဒီတိုက်ချီလေးတစ်တိုင်းထိုးလိုက်ပါမယ်เนาะဒါဆိုရင်ဒီမှာနှစ်တိုင်ဖြစ်သွားပြီဆိုတော့ပွားသွားပါပေါ့เนาะပွားပြီးတော့တိုက်ချီတစ်ခါပဲထိုးမယ်ပေါ့เนาะပထမတန်းမှာကျတော့ပွားပြီးတော့တိုက်ချီတစ်ခါပဲထိုးတယ်နောက်ထပ်row 1ပေါ့နော် row 1မှာကြာ12ခုပြီးတော့ပွားပြီးတော့နေ့တက်လာပေါ့နော်အဲ့ဆိုရင်ဒီမှာနေ့တက်အဲ့လိုမျိုးဖြစ်သွားမယ် v ပြီးတော့ dc နှစ်ခါဖြစ်သွားမယ်တိုက်ရှိနှစ်ခါဖြစ်သွားမယ်အဲ့ဆိုရင်တိုက်ပြီးတော့ပွားမယ်ပေါ့နော်ဒီမှာနေ့ပွားလိုက်မယ်ပြီးတော့တိုက်ရှိတစ်ခါထိုးမယ်ပြီးတော့နောက်ထပ်တစ်ခါတိုက်ရှိတစ်ခါထိုးမယ်ပေါ့နော်ပြီးတော့ပြန်ပွားမယ်အဲဆိုရင်နေ့တက်ဖြစ်သွားပါတော့အဲဆိုရင်ပွားတယ်နောက်တန်းမှာကျတော့တိုင်ရှိတစ်ခါနောက်တန်းမှာနောက်တစ်ခုမှာကျတော့တိုင်ရှိတစ်ခါအကုန်လုံးဘဲလူအုပ်လေးနဲ့ပဲပြီးတော့ပွားတယ်အဲ့လိုမျိုးပဲတစ်ပတ်လည်းလုံးထိုးသွားမယ်ပေါ့နော်ဒီမှာထိုးလာတာနောက်ဆုံးပါရောက်ပြီဆိုရင်မေတို့ကြတော့ဒီ value အုပ်လေးနဲ့ပဲဆက်ကော်လေးဆစ်လိုက်ပါမယ်ပြီးတော့နောက်တန်းဆက်တင်မယ်ပေါ့နော်အဲဆိုရင်ချိန်လေးနှစ်ခုဒီတန်းမှာပဲဒီတိုက်ရှိလေးတတိုင်းဒီပေါက်ထဲမှာပဲထိုးလိုက်မယ်အဲဆိုရင်ပွားမယ်ပွားပြီးသွားပြီပေါ့နော်နှစ်တန်းဆိုပွားပြီးဆိုဥဆုံးဒီတန်းမှာကြတော့1နှစ်ခါဆိုရင်ဒီမှာကြတော့ပွားပြီးရင်တိုက်ရှိ3ခါဖြစ်သွားမယ်ပေါ့နော်တစ်ခါနှစ်ခါ3ခါဒါဆိုရင်နေ့3ခါဖြစ်သွားမယ်ပေါ့နော်ဒါဆိုရင်ဒီလိုမျိုးပတ်လက်1 2 3 4 5တန်းပြီးပြီဒါဆိုရင်နောက်ဆုံးအတန်းမှာပေါ့နော်ချိန်လေးနှစ်ခါတက်လိုက်မယ်ဒီအပေါက်မှာပဲတိုင်ရှင်လေးတစ်တိုင်းထိုးလိုက်ပါမယ်ဒီမှာ3ခုထိုးထားတဲ့ဒီမှာ3ခုထိုးထားတာပေါ့နော်တိုင်ရှိ3ခါဆိုရင်ဒီတန်းမှာကျတော့တိုင်ရှိ4ခါဖြစ်သွားမှာပေါ့နော်တဲ့တော့လေးနော်လေးဆိုရင်ဒါဆိုရင်ပတ်လည်းဒီနာတီရောက်ဆိုရင်ဒီမှာပြီးပြီပေါ့နော်နောက်ဆုံးတက်ကိုရောက်ပြီဆိုရင်ပုံမှန်တိုင်းပဲဆက်ကောရှစ်လိုက်ပါမယ်ဆင့်ပြီးတော့ချိန်လေးတစ်ခုတက်ပြီးတော့ဒီကြိုးစားရှိလေးကိုဖြန်းလိုက်မယ်ပေါ့နော်ဒါဆိုရင်ဒီမှာဒီလိုမျိုးလေးအဝိုင်းပြားလေးပြီးသွားပြီပေါ့နော်ဒီလိုအဝိုင်းပြားလေးကိုနှစ်ခုထိုးမယ်အတန်းကကြတော့ row 1 row 1 row 2 row 3 row 4 row 5 row 6ရှိရမှာပေါ့နော်မေကကြတော့ပွဲဖက်ကကြတော့1 2 3 4 5ခုထိုးတယ်เนาะတကယ်လို့ဒီကကြတော့ပွဲဖက်ကဒီထက်ကြီးချင်တယ် site ကြီးချင်တယ်ဆိုရင်ဒီတဒန်းကိုထိုးချင်တယ်ပွဲဖက်ပုံမှာမူတည်ပြီးတော့ပြောင်းပြီးတော့ထိုးသွားလို့ရတယ်ပွဲဖက်ကိုကြတော့မေကကြတော့အကြီးခံထိုးလို့ရအောင်ကို site ကြီးထိုးချင်တယ်ဆိုရင်ထိုးလို့ရအောင်ဆိုပြီးတော့ပွဲဖက်ထိုးနည်းလေးကိုလည်းမေပြောပြပေးထားတာဆိုရင်ဒီလိုအဝိုင်းမျိုးနှစ်ခုထိုးရမယ်ပေါ့နော်ထိုးပြီးတဲ့အခါကျရင်ဒီပွက်ဖက်ထိုးနည်းလေးကိုပြောပြမယ်ပြီးတော့အဝိုင်းနှစ်ခုတွဲတဲ့ back share တွဲနည်းလေးကိုလည်းပြောပြမယ်ပေါ့နော်ဒါဆိုရင်ဒီဗီဒီယိုလေးကကြတော့ပြီးသွားပြီပေါ့နော်အဝိုင်းထိုးနည်းလေးကနော်ဒါတော့နောက်ထပ်ဆက်ထိုးတဲ့ဟာလေးကိုထပ်ပြီးတော့ကြည့်ရအောင်နော်သူကကြတော့ဒီ value အုပ်လေးနဲ့ထိုးထားတဲ့အဆောင်လေးပေါ်မှာယူပြီးတော့ထိုးရမယ်ပေါ့နော်ဒီမှာကြတော့ပထမမိချစ်ခွင်မှာကြတော့12ခုရှိတယ်1 2 3 4 5 6 9 10 11 12ခုရှိတယ်ပေါ့နော်12ခုကနေမှကိုလိုချင်တဲ့ဒီဟိုဟာယူလိုက်ပေါ့နော်ကိုလိုချင်တဲ့ဒီအပေါက်ကနေပြီးတော့ခြီလေးကိုယူလိုက်မယ်ပေါ့နော်ပြီးတော့ချိန်လေး4ခုတက်မှာပေါ့နော်1 2 3 4ခုတက်ပြီးတော့ဒီခြီစလေးကိုပါတိတ်ပြီးတော့ယူလာမယ်ပေါ့နော်အစလေးမထွက်အောင်ပြီးတော့ဒီမှာရေးမယ်ပေါ့နော်1 2 3 4ခုမြောက်မှာဒီကျိုးလေးပါယူပြီးတော့ဆက်ကော်လေးနဲ့ချိန်လိုက်မယ်ပေါ့နော်ပထမတစ်ပန်းမှာကျတော့ခြီလေးယူရတာနည်းနည်းလေးတော့ပင်ပန်းရပေါ့နော်တေချာလေးကြည့်ပေးနော်ဒီမှာ
ယူလိုက်တယ်ပြီးတော့နောက်ထပ်ချိန်လေး၄ခုထပ်တက်မယ်ပေါ့နော်ချိန်လေး1 2 3 4ချိန်လေး၄ခုထပ်တက်ပြီးတော့1 2 3 4 4ပါးမြောက်မှာစက်ကော်လေးနဲ့ဒီကျိုးအနောက်ကျန်နေတဲ့ဟာလေးပါယူပြီးတော့အစသိမ်းလိုက်မယ်ပေါ့နော်ပြီးတော့နောက်ထပ်ချိန်လေးခုတက်မယ်ပေါ့နော်1 2 3 4ခုတက်မယ်4ခုတက်ပြီးတော့ဒီမှာပထမအစထားတဲ့ဒီအကွင်းလေးရှိရနေရနေပြီးတော့ဆက်ကော်လေးယူလိုက်မယ်ပေါ့နော်ကွင်းလေးရှိရနေရနေပြီးတော့ဆက်ကော်လေးယူလိုက်ပါမယ်နော်ဒီလိုမျိုးဒါဆိုရင်ဒီမှာ3ခုဖြစ်သွားပြီပေါ့နော်ဒီလိုမျိုးတစ်ပါးဒီလိုမျိုးနှစ်ပါး3ကွင်းရှိသွားပြီပေါ့နော်3ကွင်းရှိသွားတဲ့အခါကျရင်ချိန်လေးဒုတိယအဆက်မှာ5ခုတက်မှာပေါ့နော်1 2 3 4 5row 1ကြတော့ချိန်5ခုတက်မယ် row 2ရတဲ့ခါကျရင်ဒီချိန်5ခုထည့်ရနေပြီးတော့တစ်ခုစီယူထုံးမယ်ပေါ့နော်တစ်ခုနှစ်ခုသုံးခု၄ခုเนาะ၄ခုယူပြီးတဲ့ခါကျရင်ပြီးတော့ဒီ green ထဲကနေပြီးတော့ပထမ green ထဲကနေပြီးတော့တစ်ခုယူမယ်ဒါဆိုရင်ကျိုးက2 4 6ခုဖြစ်သွားပြီပေါ့နော်ဒါကကြတော့ row 2မှာ2ကျိုးတစ်ခါထုတ်မယ်တစ်ခါထုတ်ပြီးနောက်ထပ်တစ်ခါထပ်ထုတ်မယ်နောက်ထပ်တစ်ခါထပ်ထုတ်မယ်3ခါနောက်ထပ်တစ်ခါထပ်ထုတ်မယ်နောက်ထပ်တစ်ခါထပ်ထုတ်မယ်ပေါ့နော်ဒီလိုမျိုးရသွားပြီရသွားတဲ့အခါကျရင် row 3မှာကြတော့ချိန်လေးတစ်ခုတက်ပါမယ်နော်တက်ပြီးတော့ဒီ row 3မှာကြတော့ချိန်လေးတစ်ခုတက်မယ်တက်ပြီးတဲ့အခါကျရင်ဒီမှာအစောင်းလေးတွေရှိရပေါ့နော်ဒီလိုမျိုးအစောင်းလေးတွေပေါ့နော်ဒီမှာဒီလိုမျိုးအစောင်းလေးတွေဒီလိုမျိုးအစောင်းလေးတွေဒီလိုမျိုးအစောင်းအဲ့အစောင်းတွေကိုထိုးထည့်ရမှာပေါ့နော်ဒါဆိုရင်ဒီမှာပထမတစ်ခုထဲကိုအစောင်းလေးထဲကိုထိုးထည့်ပြီးတော့ချိန်လေးတစ်ခုယူထုတ်လိုက်ပါမယ်နော်တစ်ခုပြီးတော့နောက်ထပ်ဒုတိယပေါက်မှာချိန်လေးတစ်ခုယူထုတ်လိုက်မယ်နှစ်ခုနောက်ထပ်တတိယပေါက်မှာ3 4 5ပေါ့နော်လူမျိုးယူထားတယ်ပြီးတော့ဒီပထမခွဲထဲကနေပြီးတော့တစ်ခုယူထားမယ်လားဆိုရင်2 4 6 9ခုရှိသွားတယ်ဒါပေမဲ့နှစ်ခုတစ်ခါထုတ်မယ်ပေါ့နော်ဒါဆိုရင် row 1 row 2 row 3ပြီးပြီဆိုရင်3ပြီးပြီဆိုရင်နောက်ထပ်ဒီလိုမျိုးပေါ့နော် row 3မှာထိုးတဲ့ပုံစံအတိုင်းနောက်ထပ်4ခုထိုးရမယ် row 7ဖြစ်သွားမှာပေါ့နော်ဒါဆိုရင်နောက်ထပ်တစ်ခါထပ်ထိုးပြပါမယ်ချိန်ကတော့တိတ်စီရမလို့တော့ဘူးဒီလိုမျိုးအစားကနေပြီးပဲချီလေးတွေဆွဲထုတ်ရမှာပေါ့နော်တစ်ခုနှစ်ခုသုံးခု၄ခု5ခု6ခုပေါ့နော်အဲဆိုရင်ဒါဆိုရင်နောက်ထပ် row 7 ထိုးရမယ်ဆိုတော့ row 1 row 2 row 3 row 4ဆိုတော့ဒီတိုင်းကိုနောက်ထပ်3ခုထပ်ထိုးရမယ်နော်နေတို့မှာထိုးလာတာ row 7ပြီးသွားပြီပေါ့နော် row 1 row 2 row 3 row 4 row 5 row 6 row 7 row 7ပြီးတော့ row 8ပေါ့နော် row 8သွားလဲဒီလိုပဲပုံမှန်တိုင်းပေါ့နော်ပုံမှန်တိုင်းပဲသွားမယ်3 4 5 6ပုံမှန်တိုင်းထုတ်လာမယ်နော်ထုတ်လာမယ်ဒီမှာတတိထားရမယ်တခုရှိပါရနော်ပြပေးမယ်နော်ကြော်ပြီးတော့အမားလေးတွေမချိုးလိုက်ပါနဲ့နော်အဲဆိုရင်ဒီမှာနောက်ဆုံးမှာ3ခုကြံပေါ့နော်3ခုကြံแล้วတကကြိုးရဲထုတ်အဲဆိုရင်ဒီမှာကျတော့ row 1 row 3 row 4 row 5 row 6 row 7 row 8 sorry row 1 row 2 row 3 row 4 row 5 row 6 row 7 row 8 row 8ပြီးတော့ row 9မှာကျတော့ပုံမှန်တိုင်းပဲဒီတစ်ပါးကိုတစ်ခုနဲ့ထုတ်မယ်ပေါ့နော်စုပါ row 10 10တန်းရှိပါတယ်နော်တော့ဒီသူက3ခုတစ်ခါထုတ်လိုက်တော့ဒီဘက်မှာဟိုပါပဲလှုပ်ထားရဆိုတော့အဲ့ဒါတစ်ခုတည်းဖြစ်သွားအောင်မို့လို့ဒီဘက်မှာရှော့လိုက်တာပေါ့နော်ရှော့သွားတဲ့သဘောမျိုးပေါ့ဒါဆိုရင် row 9ပြီးသွားပြီ row 10မှာကျတော့
တခုကိုဆက်ကော်လေးတွေနဲ့ဆဲလိုက်ပါမယ်နော်စောင်းလေးတွေကိုတေချာကြည့်ပြီးထိုးမယ်နော်မေးရထောက်တန်ကကြတော့ပြစ်သွားမှတခုပျောက်သွားလို့ထောက်တန်အဟာဝေးလောက်ထားတာထောက်တန်အဟာဝေးကကြတော့တိတ်ပြီးတော့မကောင်းနော်အဲ့လိုမျိုးဆိုရင်ဒီနောက်ဆုံးမှလည်းပဲဒီအကွင်းထဲကနေပြီးတော့ယူပြီးတော့ဆက်ကော်လေးနဲ့ချိတ်လိုက်ပါမယ်နော်ဒါဆိုရင်တော့တဒန်းစာတပွဲစာပြီးသွားပြီပေါ့နော်ဒီလိုမျိုးလေးရသွားပြီနော်အဲ့ဒါမှာ10ခုရှိရပါမယ်1 2 3 4 5 6 9 10ခုပြီးသွားတဲ့အခါကျရင်ဒီမှာနောက်ထပ်2ပွဲစာထိုးရအောင်မယ်ဒါဆိုရင်ဒုတိယအပွဲကိုသွားမယ်ပေါ့နော်ဒါကကြတော့တပွဲထိုးပြီးတဲ့အခါကျရင်ကြံတဲ့ဟာကကြတော့ဒီချိတ်လေးတွေပဲပို့သွားတာပေါ့နော်ကြံတဲ့ဟာကကြတော့ထိုးနီးရကြတော့တူပဲเนาะဒါဆိုရင်ဒုတိယပွဲမှာတိချာလေးပြန်ပြီးတော့ကြည့်ပေးပါပြောပြပေးပါမယ်เนาะကြံတဲ့ဟာကြတော့လက်တန်းထိုးနိုင်ပြီပေါ့နော်အဲဆိုရင်ဒုတိယအကွက်ကိုဒီမှာဒုတိယအကွက်ထဲကိုအဲ့လေးဝယ်ပြီးတော့ဒီချီလေးကိုဆွဲထုတ်ပြီးတော့ဆက်ကော်လေးနဲ့ချိတ်လိုက်ပါမယ်ပြီးတော့ချိတ်လေး5ခုတက်ပါမယ်เนาะတဲလိုဝါပေါ့နော်1 2 3 4 5ရိုး2မှာကြတော့ဒီချိန်5ခုထည့်နေပြီးတော့တစ်ခုစီထုတ်မယ်1 3 4ပြီးတော့ဒီထက်နေပြီးတော့အကွင်းပေါ့နော်ဒီလိုမျိုးလေးနော်ပြီးတော့ row 3မှာပုံမှန်တိုင်းချိန်တစ်ခုတက်ပါမယ်ပြီးတော့ဒီစောင်းနေတဲ့ဟာနေပြီးတော့တကြိုးစီထုတ်သွားမယ်နော်row 3ပြီးတော့ဟိုဟာထိပေါ့နော် row 7ထိကိုကိုယ့်ဘာသာကိုထိုးလာမယ်နော်တူတူပဲနော်ပုံမှန်တိုင်းထိုးလာတာ1 2 3 4 5 6 7ကိုရောက်သွားပြီ7ရောက်သွားပြီးတဲ့အခါကျရင်အဲ့မှာပေါ့နော်အဲ့ခါကျရင်ဒီမှာတခုကကြတော့ထိုးတဲ့ထုတ်တဲ့ဟာအကုန်တူပဲအပေါ်ရောက်လာတဲ့အခါကျရင်3ချိုးမှာတစ်ခါတည်းထုတ်ရမှာပေါ့နော်ရိုးအိမ်မှာကြတော့ဒါလေးတစ်ခုကိုမမေ့ပါနဲ့เนาะဒါကကြတော့ပုံမှန်အတိုင်းပဲထုတ်တာပေါ့เนาะ1 3 4 5ဒီခွင်းကိုထိုးတဲ့ခါရှိုးတဲ့ခါကျရင်အပေါက်မားမယ်เนาะသူ့ဘေးကအပေါက်ကိုသွားထိုးမိတတ်တယ်ပေါ့เนาะအဲကြောင့်မလို့ပါเนาะသူ့အပေါက်မှာသူထိုးမယ်ပေါ့เนาะအဲဆိုရင်ဒီမှာကြတော့နောက်ဆုံးမှာကြတော့3ချိုးမှာတစ်ခါတည်းထုတ်မယ်ပေါ့เนาะ3ချိုးဖြစ်သွားတဲ့ခါကျရင်တစ်ခါတည်းထုတ်မယ်ပြီးတော့ပုံမှန်အတိုင်းပဲတစ်ပေါက်တစ်ချက်နဲ့ပြန်လာမယ်ပေါ့နော်ရိုး9ကိုရောက်တဲ့ခါကျရင်လေးခုပဲကြံတော့မှာပေါ့နော်ဒီဟိုအဖျားပုံစံလိုမျိုးဖြစ်သွားတယ်ရိုး9ပေါ့နော်ရိုး10မှာကျတော့ဆက်ကော်လေးတွေနဲ့စစ်သွားရုံပဲပေါ့နော်အဲဆိုရင်ရိုးအိမ်မှာဒီမှာကျတော့ row 9ပေါ့နော် row 9ပြီးတော့ row 10ရောက်တဲ့ခါကျရင်ဒီမှာတစ်ပေါက်တစ်ချက်နဲ့ဆက်ကော်လေးတွေစစ်သွားရုံပဲပေါ့နော်ဒီလိုမျိုးပါလွယ်ရနော်ပြီးတော့နောက်ဆုံးအပေါက်မှာလည်းပဲဆက်ကော်လေးနဲ့ဆင်းမယ်နော်ဒီဒါကြရင်ဒီတာတိယတစ်ပေါက်ပဲကြံခဲ့ရပေါ့နော်ဒီမှာဒီလိုမျိုးလေးဖြစ်သွားပါပေါ့နော်အပွဲကအဲ့ဆိုရင်10ခုပြည်လာမပြည်လာရေးမယ်ပေါ့နော်1 2 3 4 5 6 8 9 10เนาะဒီလိုမျိုးပါဒါဆိုရင်ဒီမှာပွက်ဖတ်လေးနှစ်ခုရောက်သွားပြီပေါ့နော်ပွက်ဖတ်နှစ်ခုရောက်သွားတဲ့အခါကျရင်နောက်ထပ်ပွက်ဖတ်တစ်ခုကိုကြတော့ပုံမှန်တိုင်းထိုးနေကြမျိုးပဲထိုးမယ်ပေါ့နော်ဒါဆိုရင်သူ့ရဲ့ဒီနဘေးအပေါက်ကိုဒီအပ်လေးနဲ့ယူပြီးတော့ဒီမှာဆက်ပေါ်လေးနဲ့ဆင်းလိုက်မယ်ပြီးတော့ချိန်လေးတဲ့နဲ့3 4 5ပုံမှန်တိုင်း row 1ထိုးမယ် row 1ထိုးပြီးတော့ row 2မှာပုံမှန်တိုင်းပဲတစ်ခုတစ်ချက်စီနဲ့ထုတ်မယ်เนาะ3 5ခုရှိရမှာပေါ့เนาะ3 4
4ဒီကွဲထဲကရေးပြတစ်ခု5ခုပေါ့နော်ဒီလိုမျိုးလေးဟုတ်ငါrow 3မှာကြတော့ချိန်တစ်ခုတက်ဖို့မမေ့ပါနဲ့เนาะ row 3နဲ့ row A ကြတော့ row 3မှာကြတော့ချိန်တစ်ခုတက်တယ်တိုးတယ်ပေါ့နော် row 8မှာကြတော့နောက်ဆုံးမှာရော့တယ်ချိန်3ခုဖြစ်အမျိုးချိန်3ခုဖြစ်သွားတဲ့အခါတစ်ခုတည်းထုတ်တယ်ဒါပေါ့နော်ဒါလေးနဲ့မှတ်ပေးပါပေါ့နော်ဒါဆိုရင်ဒီမှာပုံမှန်တိုင်းပဲထိုးလာပြီးတော့ row ဒီ row 3ပုံစံအတိုင်းကိုပဲ row 7 ထိထိုးလာမယ်ပေါ့နော်ပြီးတော့ row 8မှာနောက်ဆုံးမှာ3ချိုးမှတစ်ခါထုတ်မယ်ပြီးတော့ row 9ကိုပုံမှန်တိုင်းထိုးမယ်ပြီးတော့ row 10ကိုကြတော့ဆက်ကော်လေးနဲ့ချိန်လိုက်မယ်ဒါဆိုရင်ပွက်ဖက်လေး3ခုရောက်သွားမှာပေါ့နော်အဲဆိုရင်တိတ်ခွပန်းပုံစံလေးပထမတစ်ပွဲကတစ်ထက်ကတော့ပြီးသွားပြီပေါ့နော်နားလည်မယ်လို့ထင်တယ်နော်နားမလဲတဲ့ခါကျရင်ဗီဒီယိုလေးကိုအသေးစိတ်ကြည့်ပေးနော်ဟိုအပေါက်လေးတွေကြံသွားတဲ့ခါကျရင်ပတ်ဝက်လေးကမလှပဲနေမှာဆိုလို့ပါဒါဆိုရင်ပုံမှန်တိုင်းပဲဒီ9တန်းထိရအောင်ထိုးလာမယ်ပေါ့နော်မေတို့ဒီနင်းစီဒီတက်ခွပန်ပွဲဖက်လေးထိုးလာတာတာတရားမြောက်ပွဲဖက်ရဲ့အဆုံးမှာကြတော့ဒီလိုမျိုးဒီအောက်နာနေပြီးတော့ပုံမှန်ယူနေကြအတိုင်းပဲဒီဆက်ကော်လေးနဲ့ယူလိုက်မယ်ပေါ့နော်ချိတ်လိုက်မယ်ပေါ့နော်ပြီးရင်ဒီကျိုးလေးကိုရှီလေးထားလိုက်မယ်ထားပြီးတော့ဒီအောက်ကဒီအောက်ကခွင်ကနေပြီးတော့ဒီကျိုးလေးကိုယူထုတ်လိုက်မယ်ပေါ့ဒီလိုမျိုးကျိုးလေးကိုပြန်ယူထုတ်လိုက်မယ်ပြန်ယူထုတ်ပြီးတော့ချိတ်လေး3ခုတက်မယ်ပေါ့နော်တဲ့နဲ့3ခုတက်မှာပေါ့နော်3ခုတက်ပြီးတဲ့အခါကျရင်ဒီမှာသူကကြတော့ဒီ value only နဲ့ထိုးထားတဲ့ဟာလေးတွေကဒီမျိုးအချမ်းလေးတွေဖြစ်နေရပေါ့နော်ဒါဆိုရင်ပထမတစ်လိုင်းထိုးပြီးတော့ဒုတိယတစ်လိုင်းမှာကြတော့ဒီကြိုက်တဲ့အပေါက်ကနေပြီးတော့ဖော်မီတစ်ချမ်းကနေပြီးတော့ယူပြီးတော့ချိတ်လေးဒီလိုမျိုးဆက်ကော်လေးနဲ့ဆက်လိုက်မယ်ပေါ့နော်ဒီချိတ်3ခုကကြတော့ဒီပေါ့နော်တလိုင်းပြီးတော့တလိုင်းပြောင်းတဲ့ခါကြတိုင်းမှာချိတ်3ခုတက်ပြီးတော့ဒီမှာလာချိတ်ရမယ်ပေါ့နော်ပြီးရင်ချိတ်ပြီးတဲ့ခါကျရင်ချိတ်လေး6ခုတက်မယ်ပေါ့နော်1 2 3 4 5 6ခုတက်ပြီးတော့ဒီ6ပါးများမှာပေါ့နော်1 2 3 4 5 6ပါးများမှာလာချိတ်လိုက်မယ်ပေါ့နော်ပြီးတော့ချိတ်လေး6ခုတက်မယ်1 2 3 4 5 6အဲဆိုရင်1 2 3 4 5 6ခုမှလာချိတ်လိုက်ပါမယ်ဒီဆိုရင်ဒီလိုမျိုးနှကွင်းရသွားပြီပေါ့နော်နောက်တစ်ချိတ်6ခုတက်မယ်1 2 3 4 5 6ခုတက်မယ်ပြီးတော့ဒီမှာ6ခုနဲ့လာချိတ်မယ်ပေါ့နော်1 2 3 4 5 6ခုနဲ့လာချိတ်မယ်ဒါဆိုရင်ဒီမှာ1ခွင်း2ခွင်း3ခွင်းရသွားပြီပေါ့နော်3ခွင်းရသွားပြီနော်ခုပေါ့နော်အဲ့ဆိုရင်ဒီနောက်ထပ်ပေါ့နော်1 2 3 4 5 6အဲ့ဆိုရင်1 2 3 4 5ဒီအပေါက်မှာပေါ့နော်နောက်ဆုံးမှာမရေဘဲနဲ့ဒီနောက်ဆုံးမှာလည်းပဲတခါတည်းတိုင်တိုလေးနဲ့လာချိတ်လိုက်လို့ရပါပေါ့နော်ဒီလိုမျိုးတိုင်တိုလေးနဲ့တခါတည်းလာချိတ်လိုက်လို့ရတယ်ပြီးတော့ချိတ်လေး5ခုတက်မှာပေါ့နော်1 2 3 4 5 6ခုတက်လိုက်မှာပေါ့နော်6ခုထိုးပြီးတဲ့အခါကျရင်ဒီပထမဆုံးပေါ့နော်မေတို့ဒီထိုးတဲ့အတိုင်းကိုပဲထိုးရမှာပေါ့နော်ချိတ်ရကြတော့ဒီပွဲဖက်ပထမပွဲဖက်မှာကြတော့5ခုပဲပေါ့နော်ဒီမှာကြတော့ချိတ်6ခုဖြစ်သွားပါတယ်ထိုးတဲ့နေရာကြတော့အကုန်လုံးအတိုးအရော့ကလည်းအတူတူပဲပေါ့နော်အဲဆိုရင်ဒီမှာမေတို့ဒီတစ်ပေါက်မှာတကြိုးစီနဲ့ထုတ်သွားမှာပေါ့နော်စုပါတော့10တန်းစီရမယ်ပေါ့နော်အခုကကြတော့ဒုတိယတန်းကိုထိုးနေတာပေါ့နော်ဒီလိုမျိုးပဲတစ်ပေါက်မှာတစ်ပင်ထုတ်လိုက်မယ်ပေါ့နော်ထိုးတဲ့အခါကျတော့နည်းနည်းလေးတော့အပွက်ဖက်လေးနဲ့တော့နည်းနည်းလေးတော့
ထိုးရတာဒီလိုမျိုးနည်းနည်းလေးတော့ကြက်တယ်ပေါ့နော်ပြီးရင်ထုတ်လိုက်ပါမယ်ဒါဆိုရင်တစ်ခုကိုအခါထုတ်မှာပေါ့နော်ပြီးတော့တတိယတန်းမှာချိန်လေးတစ်ခုတက်ပါမယ်ပြီးတော့တစ်ပားကိုတစ်ခုနဲ့ပုံမှန်တိုင်းပဲထုတ်လာမယ်ပေါ့နော်ဒီလိုမျိုးပဲ3 4 5 6ခေါ်ထိထိုးလာမယ်ပေါ့နော်ရှင်းမှာကြတော့ပုံမှန်တိုင်းထိုးလာပြီးတော့နောက်ဆုံးကြရင်3မိနစ်ထုတ်လိုက်တယ်ပေါ့နော်9မှာကြတော့ပုံမှန်တိုင်းပြန်ထိုး10မှာကြတော့ဆက်ကွန်နဲ့ဆက်ပေါ့နော်ဒါဆိုရင်ပုံမှန်ဒီပထမမှာပြထားတဲ့အတိုင်းပဲထိုးနီးပေါ့နော်ဒါပေမဲ့သူကကြတော့ဒီမှာကြတော့ချိန်ပထမစချိန်မှာ6ခုဖြစ်သွားတာပေါ့နော်ဒီလောက်ပဲကျန်တဲ့ဟာကြတော့အကုန်လုံးတူတူပါပဲเนาะပွဲဖက်ကြတော့စုစုပါ4ဖက်ဖြစ်သွားမှာပေါ့နော်ဒုတိယ line မှာကြတော့ဒါဆိုရင်ဟိုအထိထိုးလာမှာပေါ့နော်ခေါ်ထိရအောင်ထိုးလာမယ်ပေါ့နော်ဒါဆိုရင် row 4ရောက်သွားပြီခေါ်ထိရအောင်ထိုးလာပါမယ်เนาะဒီမှာ9 line ဖြစ်သွားပြီပေါ့နော်နည်း4 6ခေါ်8 line ဖြစ်တဲ့အခါကျရင်နောက်ဆုံးမှာ3ပေါက်စီထုံးမယ်ပေါ့နော်ဒီမှာကြတော့မယ်တေချာအောင်တော့မရှင်းပြပေးတော့ဘူးပေါ့နော်ပထမမှာကြတော့မယ်ထိုးပြထားပြီဆိုတော့လေဆိုရင်ဒီမှာ3ခုကျန်တာပေါ့နော်8 line မှာ3ခုကျန်တာ3ခုလုံးထုတ်လိုက်မယ်ပြီးတော့9မှာကြတော့ပုံမှန်တိုင်းပဲထိုးမယ်ပေါ့နော်ပြီးတော့10ကျရင်ဆက်ကွန်နဲ့အကုန်ပြန်ဆက်လိုက်မှာပေါ့နော်ဒါဆိုရင်ဒီပွက်ဖက်လေးတစ်ဖက်ဖြစ်သွားပြီပေါ့နော်ပွက်ဖက်လေးမှာအလိုက်လေးက10 line ရှိမှာပေါ့နော်ကျတော့နည်းနည်းလေးတော့လက်ဝင်တယ်ဒါဆိုရင်ဒုတိယဒီမှာဒီလိုမျိုးပြီးသွားပြီပေါ့နော်ပွဲဖတ်တစ်ခုပြီးသွားတဲ့ခါကျရင်ပြန်ရေးလို့ရတယ်1 2 3 4 5 6 9 10အဲ့လိုမျိုး10ခုဖြစ်နေရမှာပေါ့နော်ဒါကကြတော့ဒုတိယပွဲဖတ်ပေါ့နော်သူကဒုတိယပွဲဖတ်ဒီလိုမျိုးအဲ့ဆိုရင်ဒီမှာခွင်းကားကြတော့ဒီမှာတစ်ခုထိုးထားပြီး2ခွင်း3ခွင်း4ခွင်းစုစုပါပွဲဖတ်4ခုရှိရပါမယ်ထိုးတဲ့အတိုင်းအားကြတော့ထိုးနည်းလေးအားကြတော့ဒီမှာထိုးထားတဲ့အတိုင်းပဲပေါ့နော်ဒီမှာဒုတိယပွဲဖတ်လေးပြီးတဲ့ခါကျရင်ဒီမှာပုံမှန်အတိုင်းပဲပေါ့နော်ဒီကျိုးလေးကိုအောက်ကနေပြီးတော့ဒီအောက်ကနေပေါ့နော်ပွဲဖတ်အောက်ကနေပြီးတော့ဒီကျိုးလေးကိုအပြေကိုယူထုတ်လိုက်မယ်နော်ပြေယူထုတ်လိုက်မယ်ပြီးတော့ချိန်လေး3ခုတော့မယ်ပေါ့နော်တဲ့နော်ဒီကနေပဲတဲ့နဲ့3ခုသွားမယ်ပြီးတော့ဒီတာတိယ row ပေါ့နော်တာတိယ row မှာဒီမှာယူလိုက်မယ်ပေါ့နော်ဒီဟာလေးနဲ့တိုင်းတူလေးချိန်လိုက်မယ်ပေါ့နော်တိုင်းတူမချိန်ရတဲ့ဆက်ကော်ချိန်လို့ရပါတယ်ပြီးတော့ဆိုရင်ချိန်လေး5ခုတက်မယ်ပေါ့နော်အဲဆိုရင်1နဲ့3 4 5အဲဆိုရင်ဒီသူ့ရဲ့ဘေးကနေပြီးတော့ဒီမှာသူ့ရဲ့ဘေးကနေပြီးတော့1 2 3 4 5 6ခုပါအမြောက်6ခုပါမြောက်မှာဆက်ကော်လေးနဲ့ချိန်လိုက်မှာပေါ့နော်ပြီးတော့ချိန်လေး5ခုထပ်သွားမယ်1 2 3 4 5 1 2 3 4 5 6ခုမြောက်မှာချိန်မယ်အဲ့လိုမျိုးပဲတစ်ပတ်လည်းလုံးချိန်တော့မှာပေါ့နော်မှာနောက်ဆုံးချိန်ကအခုတက်ပြီးတော့ဒီနောက်ဆုံးအပေါက်ကနေပြီးတော့ချိန်ပြီးတော့တိုင်တိုလေးထိုးလိုက်မယ်ပေါ့နော်တိုင်တိုလည်းရတယ်ဆက်ကော်လည်းရတယ်နော်အဲဆိုရင်ဘယ်နှကွဲရလဲရေးကြည့်မယ်ပေါ့နော်ဆိုရင်1ကွဲ2ကွဲ3ကွဲ4ကွဲ5ကွဲ6ကွဲရမှာပေါ့နော်ဒါဆိုရင်ပုံမှန်တိုင်းပဲဒီအကွဲထဲကနေပြီးတော့တိုင်တိုလေးတစ်ခုယူလိုက်မယ်ပေါ့နော်ပြီးတော့ချိန်လေး
ဒီ6ခုတက်မယ်ပေါ့နော်တဲ့နေ့3 4 5 6ဒီမှာကျတော့ပုံထိုးနေကြပုံစံလိုမျိုးနဲ့တူတယ်ဒါပေမဲ့ပေတာလေးနည်းနည်းကွဲသွားပါတော့ဒါဆိုရင်ဒီမှာကျတော့ဒီပုံမှန်တိုင်းပဲတကြိုးကိုတစ်ချစ်စီနဲ့ထုတ်ဆောင်သွားမှာပေါ့နော်ဒီမှာကျတော့ပိတ်ဖာလေးတွေက10နဲ့10မတူတာမို့လို့ပြီးတော့ယူမပုံမှန်တိုင်းပဲဘာမှမပြောင်းလဲဘူးเนาะပြီးတော့နှစ်ကြိုးတစ်ခါထုံเนาะကျိုးတစ်ခါထုံမယ်เนาะပြီးတော့ဒီ row 2ရောက်ပြီးတော့ row 3တော့မှဆိုရင်ဒီမှာချိန်တစ်ခုတက်မယ်ပြီးတော့သူ့ရဲ့ဒီပေါ့เนาะဘေးကအနောက်ကပေါက်ထန်နေပြီးတော့ကျိုးလေးယူမယ်ဆိုရင်နေ့4 6ခေါ်ပေါ့နော်ဒီဟာတစ်ခုဆိုရင်10ခုပေါ့နော်စုပါနေ့4 6 8အပေါ်မှာ10ကျိုးရှိရပါမယ်မရေကလေမနေ့ပြန်တနေ့တော့ချုပ်ပြစ်တယ်ဗျာဒီမှာနေ့4 6 8အပေါ်မှာကျိုးမှာ10ခုဆိုရင်ပုံမှန်တိုင်းပဲနှစ်ကျိုးတစ်ခါထုတ်မှာပေါ့နော်အဲ့ဒီဟာကိုဟိုတိုင်းပေါ့နော်အခုထိုးမျိုးနောက်ထပ်3တန်းထိုးမယ်ပေါ့နော်3တန်းဆိုရင်တော့ row C ဖြစ်သွားမှာပေါ့ row 1 row 2 row 3နောက်ထပ်3တန်းဆို row C မှာပြန်တွေ့မယ်နော်ဒီမှာကျတော့ row C ကိုရောက်ပြီပေါ့နော် row 7 level D အတိုင်းပဲဒီတိုင်းပဲထိုးရမှာ row 7 level D နောက်ကနေပြီးတော့ယူပြီးတော့ထိုးရမှာဟုတ်ပြီတော့အားရပြည့်မှာအဲ့ဒါ row 7မှာကျတော့ပြီးတော့chain နှစ်ခုတက်မှာပေါ့နော် chain နှစ်ခုတက်ပြီးတော့ဒီကျိုးဒီလိုမျိုးနှစ်ခုကနေပြီးတော့ယူမယ်ယူပြီးတော့ဒီဟာလေးကိုထုတ်လိုက်မယ်နော်ပြီးရင်ပုံမှန်တိုင်းပဲဒီတစ်ပေါက်ကိုတကြိုးပေါ့နော် row 8မှာကျတော့အဲ့တော့ row 7မှာ chain နှစ်ခုတက်ပြီးတော့လောက်ရုံပဲပေါ့နော်ဒီလိုမျိုးပန်းပွေးရဲ့တောက်စော်လေးဖြစ်အောင်ပေါ့နော်အဲ့တိုင်းပဲဖြစ်နေတယ်ကြတော့ဒီမှာဒီပတ်ကြောပြောပြီးလေဒီမှာတစ်ခါလေးပြောတာဒီပတ်ဆိုတော့သင်ပြည့်အဲ့ဒီမှာပြောပြီးဒီမှာငယ်နေနေပြောတာဒီကအဲ့လိုမျိုးကကျွန်တော်ဒီဗီဒီယိုတစ်ခါလေးပြောတာဒီကဆိုအဲ့ဆိုရင်ဒီမှာ row 1 row 2 row 3 row 4 row 5 row 6 row 7 row 8 row 9မှာလည်းပဲဒီလိုမျိုးပဲเนาะကြည့်မယ်เนาะပြပေးမယ်ဒီမှာဒီအပွင့်မှာကျတော့နည်းနည်းလေးပြောင်းတဲ့ဟာလေးတွေရှိတာမို့လို့ဒီအစုပ်ထိကြည့်ပြီးမှပဲထိုးပေးပေါ့เนาะမဟုတ်ရင်ထက်ခါထပ်ထိုးနေရတယ်ဆိုရင်ဟိုဟာဖြစ်နေမှာဆိုလို့ပေါ့เนาะဆန္ဒမဲ့ကြမှာပဲမင်္ဂလာဆုံးပြန်မယ်နိုင်မှာကြတော့နောက်ထပ်ဒီလိုမျိုးချိတ်တုပ်ခုရှိတဲ့ဟာကိုထုတ်လိုက်မယ်ပေါ့နော်ပြီးတော့ပုံမှန်တိုင်းပဲဒီတစ်ပတ်ကိုတစ်ခုစီနဲ့ထိုးမယ်ပေါ့နော်ပြောရရင်ဒီမှာကြတော့အတန်းကကြတော့ဆက်တစ်ခုဖြစ်သွားမှာပေါ့နော်အဲဆိုရင်ဒီမှာ10ပေါ့နော်17မှာကြတော့တစ်ပတ်ကိုတစ်ခုစီနဲ့ဆက်ကော်လေးတွေဆစ်လိုက်မှာပေါ့နော်ဒါဆိုရင်ဒီမှာ row ဆက်တစ်ခုရှိရမှာပေါ့နော်
အဲ့ဆိုရင်ဒီမှာပြီးတော့ပြီးပြီဆိုရင်ဒီဟာကနေယူပြီးတော့ ဒီမှာစနနာမမင်္ဂလာဆိုပြီးတော့ဘာမှမဖြစ်ဘူးစနနာမမင်္ဂလာ ပြီးတော့ဒီလိုမျိုးထားထားမှာပေါ့နော်ဒါဆိုရင်ဒီလိုပွက်ဖက်လေးရပြီပေါ့နော်ပွက်ဖက်လေးရပြီဒါဆိုရင်1 2 3 4 5 6 9 10 11ခုရှိရမှာပေါ့နော်ပုံမှန်တိုင်းပဲထိုးရမယ် row 9 row 7ကိုရောက်တဲ့ခါကျရင် row 7မှာချိန်လေးနှစ်ခုတိတ်ပြီးတော့လုပ်မယ်ပြီးတော့ row 9မှာကျတော့ဟိုပါပေါ့နော်3ခုထုတ်မယ်ပြီးတော့ row 10 row 11ကကျတော့တူတူပဲပေါ့နော်ဒါဆိုရင်ဒီမှာပွဲဖက်ကဒီ3ထပ်ဖြစ်သွားဆိုရင်ပေါ့နော်ဒီလိုမျိုးတစ်ထပ်နှစ်ထပ်3ထပ်ပြီးပြီးစတုထမြောက်ထပ်မှာဆိုရင်ဒါကကျတော့ဒီလိုမျိုးလေးဒီဟာလေးကိုပေါ့နော်အောက်ကနေပြီးတော့ယူလိုက်မယ်တကယ်လို့ပေါ့နော်ကိုကလေပွဲဖက်ကကြတော့ကိုစိုက်ကြည့်ရင်ကြီးတလားဒီလိုမျိုးပွဲဖက်လေးတွေကိုကြတော့ထိုးဆောင်သွားလို့ရတာပေါ့နော်ဒီလိုမျိုးလေးဒါဆိုရင်ဒီမှာချိန်လေး3ခုတက်လိုက်မှာပေါ့နော်ဒါကကြတော့ဆက်ကော်ရင်စစ်တာပြီးမှချိန်လေး3ခုတက်မယ်3ခုကကြတော့တစ်ဆက်ပြီးတိုင်းမှာဒီချိတ်တဲ့ဟာကြတော့လောက်ရမယ့်ဟာလေးပေါ့နော်3ခုချိတ်လိုက်တယ်ပြီးတော့ဒီမှာလာချိတ်မယ်ပေါ့နော်လာချိတ်ပြီးတော့ချိန်6ခုယူမယ်1 2 3 4 5 6တကယ်လို့ကိုကကြတော့ဒီပွဲဖက်ကတော့တစ်ထပ်နှစ်ထပ်သုံးထပ်မင်းကကြတော့4ထပ်ထိုးတယ်တကယ်လို့ကိုကစိုက်ကြီးထိုးချတယ်5ထပ်6ထပ်ဆိုရင်ဒီနေရာမှာချိတ်တဒန်းပြီးအဲ့လိုပွဲဖက်တစ်ခုပြီးတိုင်းကိုချိတ်တစ်ခုတိုးပြီးတော့ထိုးသွားရမှာပေါ့နော်ပြီးတော့ဒီလိုပွဲဖက်လေးတွေကကြတော့အတူတူပါပဲဟိုအထက်အများကြီးဖြစ်သွားတာပေါ့နော်ဒီလိုပုံစံမျိုး6ခုဆိုရင်9ခုမြောက်မှာ1 2 3 4 5 6 9ခုမြောက်မှာချိန်လိုက်မယ်အဲ့လိုမျိုးပဲပတ်လဲချိန်လိုက်မယ်ပေါ့နော်စုပ်တီးရအောင်ပဲဖက်ကကြတော့ခွင်းကကြတော့6ခွင်းရရပါမယ်အဲ့ဆိုရင်အဲ့လိုပဲဖက်တစ်ခုမှာတစ်ထမ်းမှာကြတော့တစ်ဆက်ပြီးတဲ့10တစ်ခုစီတိုးသွားတာပေါ့နော်ဒီလိုမျိုးပုံစံမျိုးပါနောက်ဆုံးအကွဲကိုရောက်ပြီဆိုရင်ဒီနေရာမှာဒီဆက်ကွန်နဲ့ဆစ်လို့လည်းရတယ်တိုင်ဒိုနဲ့လည်းဆစ်လို့ရပါတော့မင်းကကြတော့တိုင်ဒိုနဲ့ဆစ်လိုက်ပါတယ်ပြီးတော့ချိန်လေး6ခုတော့မယ်ပေါ့နော်1 2 3 4 6ခုသွားပြီးတော့ဒီမှာထိုးတဲ့ပုံစံတိုင်းကိုပဲဒီပတ်လည်းထိုးသွားမှာပေါ့နော်ဒီမှာကျတော့6ပွဲရှိရပါမယ်1 2 3 4 5 6เนาะစုစုပေါင်း6ပွဲပေါ့နော်ဒါဆိုရင်ဒီမှာဒီစရုပ်ထားပွဲဖက်မှာကျတော့ဒီတာရရောက်ဖက်ဖက်ထိုးထားတဲ့အတိုင်းကိုပဲထိုးသွားမှာပေါ့နော်ကိုကစိုက်ကြီးခြင်းနဲ့ဒီ4ထပ်မဟုတ်ဘူး5ထပ်6ထပ်အဲ့လိုမျိုးအကြီးထိုးခြင်းနဲ့ဆိုရင်လည်းပဲဒီပေါ့နော်တဒန်းပြီးတဒန်းမှာကြတော့ဒီလိုမျိုးခွင်းလေးလောက်တဲ့အခါကျရင်ခြေတစ်ခုစီတိုးသွားရမှာပေါ့နော်ဒါလေးကဆိုရင်ဒီမင်းကကြတော့ဒီ4ထပ်ပွဲဖက်လေးပဲထိုးလိုက်တယ်ဆိုတော့စိုက်ကြီးကိုလည်းပဲကိုလိုချင်တယ်လို့ပုံယူပြီးတော့ကိုလိုချင်တယ်လို့အကြီးစိုက်ကြီးထိုးမယ်ဆိုရင်စိုက်ကြီးစိုက်သေးထိုးမယ်ဆိုရင်စိုက်သေးကိုလိုချင်လို့ချက်သွားလို့ရပါတော့ဒါကကြတော့မင်းပြောပြပေးတာပါမင်းရဲ့အတိုင်းကိုလိုက်ထိုးချင်လည်းရပါတယ်ဒါဆိုရင်ဒီဟာလေးပြီးရင်ပြန်ပြီးတော့တွေးကြမယ်လေနော်နော်ဒီလိုမျိုးပွဲဖက်လေးထိုးလို့ပြီးသွားတဲ့အခါကျရင်ဒီအနောက်မှာပေါ့နော်အစတက်ပြီးတော့အဆုံးလေးလောက်လိုက်မယ်ပေါ့နော်မင်းကကြတော့ဒီသူ့ရဲ့ပုံမှာကြတော့တစ်ထပ်နှစ်ထပ်သုံးထပ်လေးထပ်ပဲလောက်ပြထားတာပေါ့နော်ဒါပေမဲ့မင်းကကြတော့တစ်ထပ်ထပ်ပြီးတော့ထပ်ထိုးလိုက်တယ်ပေါ့နော်ဒါကကြတော့တစ်ထပ်ပို့ပြီးတော့ထပ်ထိုးလိုက်တဲ့ပုံလေးပါနော်ဒါကကြတော့ပွဲဖက်နဲ့5ခုဖြစ်သွားမှာပေါ့နော်ဒီလိုမျိုးပါတကယ်လို့ तू ကကြတော့ဘယ်လိုမျိုးလဲဆိုတော့ပွဲဖက်ကကြတော့အများကြီးထိုးလို့လည်းရတယ်ဒီလောက်ပုံစံလေးနဲ့ဆိုရင်တော်တော်ကိုလာနေပြီပေါ့နော်ဒါကကြတော့ဒါဆိုရင်ဒီအဝိုင်းတစ်ခုကိုဆက်ပြီးတော့ပြန်ပြပေးမယ်နော်နော်ဒီလိုမျိုးလဲထိုးလို့ပြီးသွားပြီဆိုရင်ဒီကနေပြီးတော့ဒီမှာဒီခြီစလေးကနေပြီးတော့မေတို့ချိန်လေး20ယူလိုက်ပါမယ်နော်3 4 5 6 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164
နဲဆက်เนาะဒီမှာ20ဒီလိုမျိုးလေးယူလိုက်ပါမယ်ပြီးတော့ဒီမှာမလာတဲ့ဖက်ပေါ့เนาะဒီလိုမျိုးစစ်ထားတဲ့နေရာနေပြီးတော့ဒီလိုမျိုးခြေရနေပြီးတော့မေတို့ယူပြီးတော့ဆက်ကော်လေးစစ်လိုက်ပါမယ်ပေါ့เนาะဒီစစ်သွားတဲ့အခါကျရင်သူကကြတော့ဒီလိုမျိုးပေါ့เนาะဒီလိုမျိုးအတက်ယူရမှာပေါ့เนาะဒီလိုမျိုးအတက်ဖြစ်နေရပါမယ်ဒီကလည်းအလားဒီကလည်းအလားဒီလိုမျိုးအတက်ဖြစ်နေရမှာပေါ့เนาะအတက်ဖြစ်နေတဲ့အခါကျရင်ပြီးတော့ချဲလေးတစ်ခုထပ်တက်လိုက်မယ်ပေါ့เนาะ
ချိန်လေးတစ်ခုထပ်တက်လိုက်ပါမယ်တက်တက်ပြီးတော့ဒီခြီထွက်နေတဲ့အပမဟုတ်ဘူးပေါ့နော်ဒီခြီထွက်နေတဲ့အပမဟုတ်ပဲနဲ့ဒီကသူ့ဘေးကအပပေါ့နော်သူ့ဘေးကအပကနေပြီးတော့မေတို့20ယူလာတယ်မဟုတ်လားအဲ့ဆိုရင်ဒီတတိုင်ကိုတစ်ချက်နှုံနဲ့မေတို့တိုင်တိုလေးတွေထိုးရမှာပေါ့နော်တိုင်တိုလေးတွေအဲ့ဆိုရင်တိုင်တိုအတိုင်20ရှိမှာပေါ့နော်ဒီလိုမျိုးလေးမေတို့အဆုံးထိထိုးလာပါမယ်3အဲ့ဆိုရင်ဒီနားရောက်တဲ့အထိထိုးလာတဲ့အခါကျရင်တိုင်တိုလေး20ရှိမယ်နော်ဆိုရင်ဒီမှာ19ပြီးတော့ဒီမှာနောက်ဆုံးပေါ့နော်19ပြီးတော့20ပေါ့နော်20ပြီးတော့ဒီသူ့ရဲ့အပေါက်မှာချဲလေးနဲ့နောက်ထပ်ပေါ့နော်ဒီမှာလာပြီးတော့ဆက်ထားတယ်ပြီးတော့နောက်တစ်ပေါက်မှာဒီဆက်ကော်လေးနဲ့ဆက်လိုက်ပါမယ်เนาะပြီးတော့ချဲလေးတစ်ခုတက်မယ်ပြီးတော့တစ်ဖက်ကိုလက်မယ်ပေါ့နော်ဒါဆိုရင်ဒီလိုမျိုးလေးရသွားမယ်ပေါ့နော်ဒီလိုမျိုးပုံစံလိုမျိုးရသွားမယ်เนาะတစ်ဖက်လက်တယ်ဆိုတော့ဒီမှာဒီလိုမျိုးပုံစံလိုမျိုးဖြစ်သွားမှာပေါ့နော်တစ်ဖက်လက်သွားရဲဆိုရင်ဒီလိုမျိုးပုံစံလိုမျိုးဖြစ်သွားမှာနော်ဒီလိုမျိုးပုံစံမျိုးမလာဖက်အလာဖက်ဒီလိုမျိုးနှစ်ခုဖြစ်သွားမှာပေါ့နော်ဒါဆိုရင်ပြီးရင်ဒီလိုမျိုးဖြစ်သွားတဲ့အခါကျရင်ပြီးတော့ဒီမှာခြီထွက်နေတဲ့အပေါက်ပေါ့နော်ပြီးတော့သူ့ဘေးကအပေါက်နေပြီးတော့ဒီမှာတိုင်ကဒီမှာနှစ်တိုင်ရှိတယ်ပေါ့နော်ဒီလိုမျိုးတိုင်ကျစ်ဆန်မီပုံစံလိုမျိုးနှစ်ခုရှိတယ်ပေါ့နော်ဘယ်နဲ့ညာနဲ့ပေါ့နော်ဒီလိုမျိုးနှစ်ခုရှိတယ်သူကကြတော့ဘဲလူအုပ်လေးလို့ခေါ်တာပေါ့နော်အနောက်ချမ်းပဲယူပြီးထိုးတာမို့လို့ပေါ့နော်ဒီမှာဒီလိုမျိုးလေးပေါ့နော်ဒီမှာဒီလိုမျိုးလေးဒီလိုမျိုးနှစ်ခုရှိရပေါ့နော်ဒါဆိုရင်ဒီဘက်ကချမ်းပေါ့နော်ဘဲလူအုပ်လေးနဲ့ထိုးမယ်ပေါ့နော်ဒါဆိုရင်ဒီမှာဘဲလူအုပ်လေးနဲ့ဆက်ကောဒုက္ခဆက်မယ်တစ်ခါနှစ်ခါ3ခါပေါ့နော်ဒီဘက်ကို3ခါဆက်ရင်ဒီဘယ်ဘက်ညာဘက်ချမ်းကို3ခါဆက်ရင်ဘယ်ဘက်ချမ်းမှာလည်း3ခါဆက်ရမှာပေါ့နော်ဒီကကြတော့ချိန်ကကြတော့အခု20ယူထားဆိုတော့ဘေးနှစ်ဖက်ကို3ခုစီကျရင်6ပေါ့နော်အဲဆိုရင်ဂျားမှာကြတော့14ခုကျန်ရမှာပေါ့နော်ဒီ14ခုကိုလည်းပဲမေကကြတော့ဒီဘဲလူအုပ်လေးနဲ့ပဲတိုင်တိုလေးတွေထိုးသွားမှာပေါ့နော်ဒါကကြတော့ဒီပုံမှန်ထိုးသွားရမယ့်ပုံစံပေါ့နော်ပထမဆုံးမှာကြတော့တိုင်တိုထိုးတာကကြတော့ဒီချိတ်လေးတွေကိုခိုင်ရအောင်မို့လို့မေကကြတော့တိုင်တိုလေးပြောင်းထိုးလိုက်တယ်ပေါ့နော်ဒါဆိုရင်ဒီမှာနောက်ဆုံးချိတ်လေး3ခုကျန်တဲ့အထိထိုးလာမယ်ပေါ့နော်ဒါကကြတော့ဖော်မီလေးကိုတစ်ချမ်းပဲယူပြီးတော့ထိုးသွားပါပေါ့နော်အဲဆိုရင်ဒီမှာချိတ်ကတစ်ခုနှစ်ခုသုံးခုပေါ့နော်ဒီမှာချိတ်တစ်ပေါက်နှစ်ပေါက်သုံးပေါက်ပေါ့နော်ဒီမှာရောသုံးပေါက်ဒီသုံးပေါက်လုံးကျန်တဲ့ဟာကိုကြတော့ဆက်ကော်လေးယူလိုက်မှာပေါ့နော်နောက်ဆုံးပေါက်ရောကြံခဲ့မယ်နည်းနည်းလေးတော့ကြက်တယ်ပေါ့နော်ယူလိုက်မယ်ယူပြီးတော့သူ့ရဲ့ဒီမှာချိတ်ထားပါတော့ချိတ်ထားတယ်မဟုတ်ပဲနဲ့သူ့ရဲ့ဘေးပါနေပြီးယူပြီးတော့ဆက်ကော်လေးချိတ်လိုက်ပါမယ်ပြီးတော့ချိတ်လေးတစ်ခုတက်ပါမယ်ပြီးတော့တစ်ဖက်ကိုလဲမယ်ပေါ့နော်တစ်ဖက်ကိုလဲပြီးတော့ဒီခြီထွက်နေတဲ့အပေါက်မဟုတ်ပဲနဲ့သူ့ဘေးကအပေါက်နေပြီးတော့ဒီချိတ်လေး3ခုယူမယ်ပေါ့နော်ဒါဆိုရင်တဒန်းတိုင်းမှာဒီဖက်3ခုဟိုဖက်3ခုနဲ့အလယ်မှာကြတော့တိုင်တို့14တိုင်ကြာရမှာပေါ့နော်ဒါလိုမျိုးအတန်းကိုပဲထိုးသွားရမှာပေါ့နော်ဒီမှာ3ခုဆက်ထားပါတော့တစ်ခုနှစ်ခု3ခုဆက်ပြီးတော့ကြံတဲ့ဟာကြတော့ဟုတ်ဖေးလိုမျိုးတစ်ခုနှစ်ခု3ခုဖြစ်သွားပြီးတဲ့အခါကျရင်ဒီကြံတဲ့ဟာကြတော့ကြံတဲ့ဟာလိုမျိုးပေါ့နော်တစ်ခုနှစ်ခု3ခုချိန်3ခုပေးတဲ့ဟာကြတော့ဂျားမှာကြတော့ဒီဘဲလူအုပ်လေးနဲ့ပေါ့နော်ဒီလိုမျိုးချိန်လေးတစ်ခုထဲပေါ့နော်ဘဲလူအုပ်လေးယူပြီးတော့တိုင်တို့14တိုင်ထုမှာခုပြီးတဲ့အခါကျရင်ဒီလိုမျိုးလေးပဲတိုင်တိုလေးတွေဒီဘဲလူအုပ်လေးနဲ့ထိုးလာမယ်ပေါ့နော်နောက်ဆုံးမှာကျတော့ချိတ်3ခုပဲခြံခဲ့မယ်ပေါ့နော်တစ်ခုနှစ်ခု3ခုဒီ3ခုကျတော့မေတို့ကကြာဒီမှာဆက်ကော်လေးနဲ့ဒီ3ခုလုံးစစ်မယ်ပေါ့နော်ပုံမှန်အတိုင်းပဲတန်းတိုင်းမှာချိတ်လေး3ခုကကြတော့ဟိုဖက်3ခုဒီဖက်3ခုကြတော့ဆက်ကော်လေးနဲ့စစ်မယ်ပေါ့နော်ကျန်တဲ့ဟာကြတော့ဘဲလူအုပ်လေးနဲ့တိုင်တိုလေးတွေထိုးပေါ့နော်ဒါဆိုရင်ဒီမှာချိတ်ထားတယ်သူ့ရဲ့ဘေးအပေါက်ကနေယူပြီးတော့ဒီဆက်ကော်လေးစစ်လိုက်မယ်ပြီးတော့ချိတ်တစ်ခုတက်မယ်ပြီးတော့တစ်ဖက်ကိုလက်မယ်ပေါ့နော်
တစ်ဖက်ကိုလက်ပြီးတော့ဒီမှာသူ့ရဲ့ဒီမှာခြိထွက်နေတဲ့အပေါက်ခြိထွက်နေတဲ့အပေါက်ပေါ့နော်သူ့ဖေးအပေါက်ကနေပြီးတော့ယူပြီးတော့ဆက်ကော်လေးနဲ့3ခုချိတ်ပါမယ်တဲ့နဲ့ပြီးတော့ပြီးတော့ကြံတဲ့ဟာကျတော့တတိုင်စီနဲ့တိုင်တိုလေးတွေဘဲရူအုပ်လေးနဲ့ထိုးလာမယ်ပြီးတော့3ပေါက်ချန်ပြီးတော့ဒီ3ပေါက်ကိုဆက်ပေါ်နဲ့စစ်မယ်ပေါ့နော်ဒီမှာခြေ3ခုလုံးကိုရလာပြီပေါ့နော်နောက်ဆုံးကြံတဲ့နဲ့3ခုကြံတယ်ပြီးတော့ဒီအပေါက်ကနေပြီးတော့ဆက်ကိုလေးစစ်မယ်ခြေလေးတစ်ခုတက်မယ်ပြီးတော့တစ်ဖက်ကိုလဲမယ်ပေါ့နော်ဒီလိုမျိုးလေးဒါဆိုရင်ဒီလိုမျိုးလေးအလိုက်တွေပေါ်လာမှာပေါ့နော်ဒီလိုမျိုးအလိုက်လေးတွေပေါ်လာပါမယ်ဒီလိုမျိုးပေါ့နော်ဒါဆိုရင်ဒီတပန်းလေလို့ကိုမျက်နှာဝကအပဘလောက်ထားခြင်းလဲဒီမျက်နှာဝထားခြင်းနဲ့အပပေါ့နော်ဒီမှာကြတော့မေကကြတော့ဒီလိုမျိုးပေါ့နော်ဒါဆိုရင်ကိုကဘလောက်ထိမျက်နှာဝဒီကတစ်ဖက်လေလို့ဒီလိုမျိုးထိုးလာမယ်အပေါက်ကကြတော့ဒီလောက်လေးပဲထားခြင်းနဲ့ဆိုရင်လည်းဒီလောက်လေးပဲထားလို့ရတယ်ဒါဆိုရင်တော့ဒီဘေးကဟာကြတော့ထိုးဖို့အဆင်ပြေမယ်လို့ထင်ပါတယ်เนาะပြီးရင်ပြန်တွေ့ကြမယ်เนาะနောက်ဆုံးနားရောက်တဲ့ခါကျရင်ဒီမေတို့လိုချေတဲ့အတိုင်းကိုရပ်ပြီးတော့ဒီနေရာနားရောက်ရင်ဆက်ကိုလေးနဲ့ဆက်လိုက်မယ်ပြီးတော့ဒီဖက်ဟာကိုပုံမှန်တိုင်းပဲချိတ်လိုက်မယ်ပေါ့နော်ပြီးတော့ချိတ်လေးတစ်ခုတည့်ပြီးတော့ဒီဟာလေးကိုအစဆွဲထုတ်ပြီးတော့အစလေးတက်လိုက်ပါမယ်ဟောဒီမှာပုံနေတဲ့အစလေးကိုအနားတက်မယ်ပေါ့နော်ဒီအနောက်မှာအနားတက်လိုက်ပါနော်အနားတက်ပြီးရင်ဒီအနားတစ်ဝိုက်ကိုပေါ့နော်ဒီအနားကိုတိုင်တိုလေးတွေနဲ့ပြပြီးတော့အနားကောချင်လည်းရပါပေါ့နော်ဆိုရင်အနားဒီအဲ့လေးကိုအနားလေးတက်မယ်ဆိုရင်ဒီနားကနေပြီးတော့ယူပြီးတော့ဒီခြီလေးကိုယူလိုက်မယ်ပေါ့နော်ခြီလေးကိုယူလိုက်ပြီးတော့ဒီအနောက်ကခြီကြံလေးကိုထားမယ်ပေါ့နော်ပြီးတော့ဒီမှာခြေလေးတစ်ခုတက်လိုက်ပါမယ်ပြီးတော့သူ့ဘေးကအပပေါ့နော်ဒီအပကနေပြီးတော့စပြီးတော့တိုင်တိုလေးတွေတပားကိုတစ်ချစ်စီနဲ့ဒီအစုံလာဒီထိုးသွားမှာပေါ့နော်တပားကိုတစ်ချစ်စီနဲ့ဖုံးမီနှစ်ခုလောက်ပါအာယူမှာပေါ့နော်ပါတစ်ချစ်စီနဲ့ဒီအစုံလာဒီရအောင်ပတ်လဲတိုင်တိုလေးတွေထိုးသွားမှာပေါ့နော်ဒီနာတီပြန်ရောက်လာအောင်တိုင်တိုလေးတွေနဲ့တပားတစ်ချစ်စီထိုးသွားမှာပေါ့နော်ပတ်လဲဒီနာတီရအနာကောလိုက်တဲ့သဘောမျိုးပေါ့နော်ဒါဆိုရင်အဲ့ကတတောက်ဒီမှာတိုင်တိုလေးတွေထိုးလာတာအဆုံးထိရောက်သွားပြီဆိုရင်ဒီချဲလေးတစ်ခုတက်လိုက်မှာပေါ့နော်ချဲတစ်ခုတက်ပြီးတော့ဒီချီစလေးကိုရှိလေးထားပြီးတော့ဖြတ်လိုက်မယ်ပြီးတော့ဒီဟာလေးကိုအစပြန်သိမ်းမယ်ပေါ့နော်ဒီချီစလေးကိုအနောက်မှာအစသိမ်းအလေးနဲ့သိမ်းလိုက်မယ်ပေါ့နော်ဒါဆိုရင်ဒီအိတ်လေးပြီးသွားပြီပေါ့နော်အခါကျရင်ဒီအလဲလေးမှာပေါ့နော်ပလဲလေးတစ်လုံးတက်ပါမယ်ဒီပလဲအလုံးကြီးလေးပေါ့နော်မင်းစီမှာဒီအိတ်ထိုးဖို့အတွက်ကုတ်ချမ်းဝဲသူတိုင်းကိုဒီပလဲလေးတစ်လုံးနှလုံးလေးဆောင်ထည့်ပေးသွားမှာပေါ့နော်ဒီပလဲကကြတော့ပုံမှန်အားဖြင့်ဝယ်မယ်ဆိုရင်တစ်ပေါင်ကိုဝါပေးရပါပေါ့နော်1000ကျော်ပါတယ်တစ်ပေါင်ကိုနော်အဲဆိုရင်တင်တန်းတိတက်ဝယ်စီရမလို့ပဲနဲ့မင်းစီမှာဒီလိုမျိုးလေးပေါ့နော်ပလဲလေးထည့်လိုက်မယ်ကော်နဲ့ချုပ်ရင်ဟိုဟာဖြစ်မှာဆိုလို့ကော်နဲ့ကိုက်ရင်ပြုတ်မှာဆိုလို့မရတော့ဒီခြီလေးနဲ့ပဲခြီလိုက်မယ်ပေါ့နော်ဒါပလဲလေးကကြတော့ဒီအနောက်မှာဒီလိုမျိုးလေးခြီလိုက်မယ်နော်အလဲလေးထားပြီးတော့ပြီးတော့ကျိုးထူးနည်းလေးကိုတိတက်ဗီဒီယိုတစ်ခုနဲ့တင်ပေးပါမယ်နော်ကျိုးကကြတော့ပလဲကျိုးတက်ချင်လည်းရတယ်ဒါမှမဟုတ်ဒီလိုမျိုးပေါ့နော်ဟိုကထိုးထားတဲ့ကြိုးလေးတန်းချင်လဲရပါတော့ကုန်ချမ်းလေးတွေဝယ်ယူချင်တယ်ဆိုရင်လည်းပဲရန်ကုန်ကဆိုရင်နိုင်တွေရရှော့မှာဝယ်ယူလို့ရတယ်လို့မြေတူလေးဟမ်းမိတ်မှာလည်းပဲမာယူလို့ရပါတယ်ရန်ကုန်မြို့အတွင်းနဲ့တခြားမြို့နယ်ပေါင်းကိုရောက်ငွေချေရပါတယ်ရှင့်ယုံကြည်စိတ်ချစွာမာယူအားပေးလို့ရပါတယ်เนาะကုန်ချမ်းလေးတွေလိုချင်တယ်ဆိုရင်တော့
မြိတ်မှာလည်းပဲမေတို့ဆိုင်ဖွင့်ထားပါတယ်ရန်ကုန်မှာကြတော့ online စီးလေးနဲ့အယောင်ပေးပါတယ်เนาะဒါဆိုရင်ဒီမှာအဲ့လလလေးရသွားပြီပေါ့နော်ပန်းပွဲကကြတော့ပြီးမှဒီမှာအကုန်လုံးပြီးမှဖြတ်ထုတ်မယ်ပေါ့နော်ဒီဟာလေးကိုကြတော့ဒါကကြတော့နေကြပန်းအိတ်လေးပေါ့နော်ပြီးရင်မေတို့ကကြတော့ကျိုးလေးထိုးပြမယ်ပေါ့နော်ဒီမှာကြတော့တန်ချုံနေစီတက်ရမယ်ပေါ့နော်တန်ချုံနေစီတက်နေရကြတော့မေမပြတော့ဘူးဒီလိုမျိုးတန်ချုံနေစီကိုမှသူကကြတော့ဒီချီလေးနဲ့အချီလေးနဲ့ချုပ်ရတာပေါ့နော်ဒီလိုမျိုးလေးဒီမှာကိုဘာသာကိုတက်ပြီးတော့ချုပ်လိုက်တော့ဒါကကြတော့မေဗီဒီယိုမပြတော့ဘူးအရန်ရှိလောသွားပြီမို့လို့လေဒါဆိုရင်မေဟွာလေးပြပေးမယ်ပေါ့နော်ကျိုးထူးနည်းလေးကိုနောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ပြပေးပါမယ်နော်